လူဘဝဆိုတာလိုချင်တာလည်းရမယ်မလိုချင်တာလည်းရမယ်တွေးချင်တာနဲ့လည်းတွေးမယ်မတွေးချင်တာနဲ့လည်းတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လည်းတွေးမယ်ဆိုးနဲ့လည်းတွေးမယ်အဲ့လိုကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုန်တိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရင်းရင်ချင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုသစားဆင်ပေးတာနဲ့အလားတူတူရေးကြောင်ဖြစ်တဲ့ညုံကိုရှည်နဲ့ပဲပြန်ပြီးတော့ဆေးကြောတန်းစင်ရတာဟုတ်လားဆေးတဲ့အခါမှာတန်ရှင်းစင်ကြယ်သွားတယ်ထို့တူပဲစိတ်ကြောင့်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကိုတတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေအညစ်အကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်သင်ရှင်းလင်းကြရမှာဖြစ်တယ်အဲ့ဒီသုတ်သင်ရှင်းလင်းနည်းကိုမြတ်စွာဘုရားကဟောကြားတယ်ဘုရားတရားနာရဲဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လောက်ကြဖို့လုပ်တယ်ပေါ့နော်မလုပ်ဘဲနေရင်တော့မရဘူးဘယ်ဟာမှာ